မင်္ဂလာပါဒီနေ့ဆရာတို့လေ့လာမယ့်အတန်းကတော့ Single Maths Level 1 Unit 1 Number 1 to 10အကြောင်းဖြစ်ပါတယ်ဆရာကတော့ဆရာတီစာပါဆရာတို့ Unit 1 Number 1 to 10ကိုအရင်ဆုံးစပြီးလေ့လာမယ်ဆိုရင်တော့ Numeral ဖြစ်တဲ့ Number 1 to 10ကို Word နဲ့စပြီးတော့စလုံးပေါင်းကြည့်ရပါမယ်1 one pictorial representation အရာ one apples 2 numeral 2ဆိုရင်တော့ EWO 2 apples numeral 3 THREE 3 3 apples numeral 4 FOUR 4 apples 5 FIVE 5 apples 6 SIA 6 apples 1 2 3 4 5 6 7 SEVEN 7 1 2 3 4 5 6 7 8 EIGHT 8 1 2 3 4 5 6 7 8 9 NINE 9 1 2 3 4 5 6 7 8 9 10 TEN 10 1 2 3 4 5 6 7 8 9 10 10 apples counting number အနေနဲ့ကျတော့ example ကြည့်ရအောင်ပါWhat is 1 more than 2? လက်လေးတစ်ချောင်းထောင်ထားမယ် What is 1 ဆိုရင်လက်တစ်ချောင်းထောင်ပြီးတော့ more than 2 ဆိုရင်တော့နှစ်ချောင်းထောင်လက်လေးနှစ်ချောင်းကိုထောင်ကြည့်လိုက်ပါ1 plus 2 ဆိုရင်တော့ကျတော့3ရပါမယ် What is 1 more than 2? 1 2 3 1 more than 2 is 3 and then less than what is 1 less than 9လက်လေး9ချောင်းထောင်ပြီးတော့ less than ဆိုတော့ချောင်းချိုးကြည့်လိုက်ပါအဖြေကတော့8 1 more than 2 3 1 less than 9 8